မင်္ဂလာပါ ဟုတ်မင်္ဂလာပါရှင် မိတ်ဆက်ပေးပါအောင်ရှင် ရနာမည်ကတော့နော်စီဖောရာဖြစ်ပါတယ်အသက်ကတော့19နှစ်ပါတောင်ကြီးကနေပြီးတော့လာရောက်ရှင်ပြိုင်ခြင်းဖြစ်ပါတယ်ရှင် တိုက်ရိုက်လာလား ရှင် တိုက်ရိုက်လာလားဓမ္မနေတာလား တိုက်ရိုက်လာရတာ အော် ရှ တိုက် င် ရိုက်လာတာအဝေးပေါ့ ဟုတ် နော် ကဲ့ရှင် အဲ့တော့အနုပညာနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံတွေရှိလားရှင် တွေ့ကြုံကတော့ chest ဒီမှာ praise and worship ဒီမှာဆိုပါတယ်ပြီးတော့ဖျားချောင်းအလုပ်တဲ့ပြိုင်ပွဲတွေမှာလည်းအနေငယ်ဝင်ပြိုင်ဖြစ်ပါတယ်ရှင် အဲပြိုင်ပွဲရောဒါပထမအောင်ဆုံးလား ဟုတ်ကဲ့ရှင် အော်ဟုတ်ပါပြီဒီနေ့လာပြိုင်မှုအတွက်ကိုရောအင်အားဘယ်လောက်ထိအားပေးလဲ အင်အားပေးပါတယ်ရှင်အမိုးကတော့မလိုက်နိုင်လို့အတော်ကနေပြီးတော့လာပို့ပေးရရှင် အော်ဟုတ်ပါပြီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့အဝေးရလာတာဆိုတော့တခြားဘာအခက်အခဲလေးတွေများရှိလဲ အခက်ခဲကတော့တဲဖို့ပေါ့နော်ဟိုတယ်မှာပဲရှာလိုက်ရတယ်ပေါ့နော်ဒါပေမဲ့လည်းလူများတော့တချင်းကလည်းညကျင့်လို့မရအောင်သူမလေးတွေအရန်ဆူတော့ အော်တူမလေးတွေပါလိုက်လာတာလား ဟုတ်တယ်သူကအရန်လိုက်ရှင်တယ်ဒါပေမဲ့အခုတော့အတော်တယောက်ပဲပါလာရှင် အော်ဟုတ်ပါပြီဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိမျှော်မှန်းထားလဲ ဖူမူကတော့အကောင်းဆုံးကြိုးစားမှာပေါ့နော်အခုကလည်းဒီကိုရောက်ရှိလာလဲဖျားခင်ကြီးစုတော့ကြောက်ပဲဆိုတော့အကောင်းဆုံးကြိုးစားသွားပါမယ်ရှင် ဟုတ်ဒီနေ့ရောဘာရှင်းလင်းနဲ့များရှင်းပြိုင်မလဲ အခုကတော့ဆရာစောခုစေရေးဆက်ထားပြီးတော့မဆုံသင်းပန်တီဆိုထားတဲ့သခင်ဆိုတဲ့တခြင်းနဲ့ဆိုသွားပါမယ်ရှင် နားဆင်နေပါမယ် တခြင်းတွေထဲမှာမင်းမြဲရှိနေတယ်ကိုယ့်ရဲ့တွေ့တွေမင်းပဲဖြစ်နေရမယ်ခံစားချက်တိုင်းကိုဖန်ဆင်းပေးတဲ့သူဘဝတစ်ခုလုံးဟာမင်းကြောင့်လာနေတော့မယ် ညီမသချင်းဆိုတာကတော့ဒါထူးထူတွေတော့အခုအနေနဲ့တန်စင်ပိုင်းကိုအဓိကတေချာလေးနားထောင်တယ်နောက်စပိုင်းလေးတွေကိုနားထောင်တယ်ဗောနော်ဆုံးဖြတ်ချက်ဆိုတာကသူကတူးလည်းမရအောင်နှစ်ဦးရှိတယ်ဗောနော်အကိုကတော့ညီမလေးကိုနောက်တစ်ဆင့်ကိုခေါ်သွားခြင်းပါတယ် ဒါကတော့ညီမလေးပင်ကိုပုံစံလေးနဲ့ညီမလေးဆိုသလိုတော့ဖြစ်တာပေါ့နော်ဒါမဆုံသင်းမှာဆိုတာတော့ဒါသူ့ရဲ့မူရင်းပုံစံပေါ့နော်ဘာလေးကွဲပြားသွားလဲဆိုတော့ဒီစာသားတစ်ကြောင်းမှာကအမကကြတော့မဆုံသင်းမှာကြတော့သူအသက်ရှူရမယ့်နေရာလေးတွေညီမလေးကအမနဲ့မတူဘူးညီမလေးကညီမလေးရှူတဲ့နေရာတက်တက်အဲ့လိုမျိုးဖြစ်နေတာပေါ့နော်ဒါကလည်းအဲ့လိုဆိုခွင့်မရှိဘူးဆိုတာမျိုးစီကံမထုတ်ထားတဲ့အတွက်ဒါကအပြစ်မဟုတ်ပါဘူးအမအနေနဲ့ကတော့နောက်ပြီးတော့လေညီမဒီရှင်းဆိုမယ်ဆိုရင်ကိုကအတန်ပပလေးနဲ့ကိုအတန်လေးကလှတယ်အော်ရင်အော်တယ်လို့ထွက်လာတယ်အဲ့လိုဆိုရင်မိုက်ကိုအရင်မခွာနဲ့ပေါ့နော်အမကနည်းနည်းပိုကတ်စီချင်တာပေါ့နောက်အဆင့်နေကြရင်တော့နည်းနည်းလေးကတ်ပြီးဆိုပေးပါပါတာပေါ့နော် ကျေးဇူးတင်ပါတယ်ရှင်